ခမရကိုတွေ့ကြလို့ကျုပ်လာခဲ့တိုက်ရှိကိုခဏကြွခဲ့ပါတိုက်ရှိမှာစူးညစူးညနဲ့ငါနာမည်ခေါ်တာဘယ်အကောင်လဲငါပဲဟာကိုကြီးမလေးစီလာလေနိမစက်ကငါ့ကိုအကိုကြီးလို့မခေါ်နိမစက်ကငါ့ကိုအကိုကြီးလို့ခေါ်တဲ့အတန်ကြားရတာငါချီတဲ့လုံးခွဲကြိုက်တာနဲ့နားလေမလေးစီရောခိုင်မအောင်ကိုကြီးဒီမှာတော်တက်မြတ်ခမရအိမ်ကိုကျုပ်ထိုင်မို့လာတာညီမလေးပညာတတ်ကြီးဖြစ်သွားပြီပညာတက်သွားလို့ချမ်းသာလာအကိုလေးကိုအိမ်ဦးခန်းမှာထားပြီးအကိုကြီးကိုဖျားစီပေါ်မှာတင်ထားပါမယ်ဆိုလို့ငါထိုင်မဲ့ဖျားစီမခိုင်ခိုင်လာကြည့်တာတထေးမကြီးတော်တဲ့နဲ့ခဏကိုပေါ်မှာရွှေတွေဘလောက်စင်ထားတာရွှေစော်တွေဘလောက်နန်းနေခမရပါဇက်ကငပိရင်နန်းငါမပြောက်သေးပါဘူးအကိုလေးဖြစ်သူကညီမလေးကိုတွေ့ကြည့်လို့ဆေးရုံကနေခိုးဆေးလာအကိုလေးဗိုက်စာလို့ပါကျေးဇူးရှင်အကိုလေးကိုကျွေးလိုက်တဲ့ထမင်းကခွေးစာကျုပ်တို့ညီကိုနှစ်ယောက်ကဒီခွေးစာနဲ့ပဲတက်တာလားဗျာဒီခွေးစာနဲ့ပဲတက်ရင်ကျုပ်လည်းဒီခွေးစာကိုစားပါမယ်တတိယပါကြီးကိုကြီးမလောက်ပါနဲ့ကိုကြီးရဲ့မလေးပါပါနဲ့ကိုကြီးရဲ့မလေးပါပါနဲ့မမားပါဘူးဒီမမားပါဘူးမားတာငါတို့ဟာ你还出口慢慢地呢？你我眼睛照见个那个人啊，多几个人要表述表吵的，没那个过为乱个那个，啊，被多人嘛提高多人不提比送的呀，没嘛哩，那个乱那来过为你啊这边。တို့ညီကိုနေရောက်ကိုစားဝနေရတပတ်နဲ့အမေမနေဘူးမရှောင်မိုးရွာမရှောင်ခေါင်းပေါ်မှာဖမ်းရွက်ပြီးနေရွက်လေရောက်ခဲ့ရနေကိုဝင်ကြီးကိုလွယ်ပြီးတော့ပင်ပင်ပန်းပန်းလှုပ်ရှားရတဲ့ငါအမေကနေကိုမွေးပြီးတာနဲ့ငါအမေမိရင်းထဲမှာဆုံးခဲ့ရနေကောင်းချိုးပေးခဲ့တာမဟုတ်ဘူးဟာနေကချိုးကောင်းမ